အာယုံကြောအားနေတယ်ကိုယ်တိုင်ကိုယ်ကြဘယ်လိုမျိုးခံစားမှုကြလဲအများအဖြစ်ခြေထောက်နဲ့လက်မှာထုံကျင်တာပုံမှန်လှုပ်ရှားမှုတွေမှာအားမရှိသလိုမတန်မာသလိုဖြစ်နေတာချွေးစည်းတွေပြန်ပြီးခေါင်းမူးတာမောပန်းအားကုန်တာအဖြစ်များတာပေါ့ဒီလိုခန္ဓာကိုယ်လှုပ်ရှားမှုတွေအပြင်အသက်ရှူခြင်းကအစာချေဖြတ်မှုစိတ်ခံစားချက်တုံ့ပြန်မှုတွေအထိထိန်းချုပ်ပေးနိုင်တာအာယုံကြောစနစ်ကြီးပါပဲဒါကြောင့်ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက်အာယုံကြောစနစ်အားကောင်းနေဖို့အရေးကြီးပါတယ်အာယုံကြောစနစ်ကိုအကျိုးပြုပေးနိုင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်နေမဲ့အစာအာဟာရတွေကိုရွေးချယ်စားတော့မှုလိုအပ်ပါတယ်စုံလင်အောင်စားခြင်းနဲ့ဆိုရင်အစိမ်းရောင်ရှိတဲ့အရွက်တွေဥပမာဟင်းနွနွယ်ဆလက်ရွက်ပင်စိမ်းနန်းဘူးဖယုံမြင်းခွာကိုက်လံကြက်ဟင်းကားပြင်တော်သိန်းတင်ပေါ်ခွေးတောက်ကြက်ဟင်းကားဒီအပေါ်ကအစိမ်းမုံလာတို့ပေါ့အသီးအနှံတွေဥပမာစီဒီဖရဲဒီမင်းကွထန်းဒီနုအုံးရီနုကြက်မောက်ဒီစံလုံးညိုအုတ်ချုံနှံစားပြောင်အစီအစံနေတီဟိုစီပါဒန်စီဟီစေစီပိန်းနီစီပိန်းနီလီနဲ့ပိန်းအမျိုးမျိုးအာလူပိန်းဥကစုံဥပန်းဥအာဒလူဥဖယုံဒီကြောက်ဖယုံကြောင်ရှာဒီတန်တလုံးယုံပတိဘူးခါယန်ကစောက်ဒီပေးဆောင်ခါဒီကင်းပုံဒီမြောက်ဝူဒီစားပေးလို့ရပါတယ်အိုမီဂါ3ကျွေဝါတဲ့ဆော်လမွန်ငါပန်းကော်ဖီဟင်းနုနွယ်တက်ကြားဒီနှံချက်စီတို့လေစားပါဘာနီနီဒီရေမြမြချက်စားပါကလီစာရှီကျော် ready made မိဒီအသာရှောင်းပါနဲ့အသက်ဝရှူပါအသက်ဝအောင်ရှူရှိုက်ခြင်းကလွယ်ကူပေမဲ့စိတ်ဖိစီးမှုကိုလျော့ကျစေပြီးပြေလျော့စေတဲ့အတွက်အာယုံကြောအားနေခြင်းအတွက်ထိရောက်တဲ့နီလန်တစ်ခုဖြစ်ပါတယ်တင့်တော်တဲ့နေရာတစ်ခုရှာပြီးထိုင်ပါတို့မဟုတ်လှဲလျောင်းပြီးဝမ်းပိုက်ပေါ်ကိုလက်တင်ထားပါခန္ဓာကိုယ်ထဲမှာလေအပြည့်အနှံ့ရောက်တဲ့အထိနှာခေါင်းကနေလေကိုတဝါရှိုက်ရှူပေးပါ3စက္ကန့်လောက်အသက်အောင်ထားပြီးမှအဆုတ်ထဲကလေကုန်သွားတဲ့အထိပါးစပ်ကနေဖြည်းဖြည်းချင်းပြန်ရှူထုတ်ပါနောက်9မိနစ်ကနေ10မိနစ်လောက်အတွင်းအသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်ဆက်လုပ်ပါဒီလေ့ကျင့်ခန်းကိုတစ်နေ့ကို2ကြိမ်3ကြိမ်လောက်လုပ်နိုင်ပါတယ်3ခြေပလာနဲ့လမ်းလျှောက်ကြည့်ပါမြက်ခင်းပြင်ပေါ်မှာသဲတောင်ပြင်မှာစားတဲ့တဘာဝပတ်ဝန်းကျင်တွေမှာခြေပလာနဲ့လမ်းလျှောက်ခြင်းကအာယုံကြောစနစ်အတွက်ကောင်းပါတယ်တနေ့ကိုနာရီဝက်လောက်ခြေပလာနဲ့လမ်းလျှောက်ပြီးရင်စိတ်လန်းဆန်းစေပြီးအာယုံကြောအတွက်ကောင်းပါတယ်2012ခုနှစ်ကသုတေသနတစ်ခုအရခြေပလာနဲ့လမ်းလျှောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကနှလုံးခုန်နှုန်းအပြောင်းလဲများခြင်းရောင်ရမ်းခြင်းသွေးပြည့်ခြင်းတို့မှာရလဒ်ကောင်းစေပြီးအိပ်ပျော်စီစိတ်ဖိစီးမှုရောကြစေပြီးအာယုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်၄နေအောင်ချီနဲ့ထိတွေ့ပါညှော်တေရှောင်းပါဘာတစ်ခုမှကောင်းချုံမရှိပါဒါဟာအိမ်မာနေရင်လှုပ်ဆောင်ကြည့်လို့ရတဲ့အလွယ်ဆုံးနည်းတစ်ခုဖြစ်ပါတယ်နေအောင်ချီဟာခန္ဓာကိုယ်ရဲ့အလုံးစုံကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် D အဓိကအရင်းအမြစ်ဖြစ်ပြီးအာယုံကြောစနစ်လှုပ်ဆောင်ချက်တွေမှာအရေးပါလာပါတယ်ငါစိတ်ဖိစီးမှုကိုဖြေလျှော့ပါစိတ်ဖိစီးမှုဟာအာယုံကြောစနစ်ယိုယွင်းလာစေတဲ့အကြောင်းအရင်းတွေအပါဝင်ဖြစ်ပါတယ်ဒါကြောင့်အာယုံကြောစနစ်ကောင်းမွန်ရေးအတွက်ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုတနည်းနည်းနဲ့စ조사ဖြေလျှော့သင့်ပါတယ်ဒေါသကြောက်ရွံ့မှုစိုးရိမ်မှုရောချပါဥပမာအလုတ်လုတ်တာခဏရက်ပြီးအသက်ဝဝရှိုက်ရှူပါဒါဟာအာယုံကြောစနစ်မြင့်တင်ဖို့အတွက်အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်ကိုယ်စိတ်ထဲပင်ပန်းလာတာစိတ်ညစ်ညူးလာတဲ့အချိန်တိုင်းအလုတ်လုတ်တာကိုရက်ပြီးဖြေလျော့အနားယူလိုက်ပါပြန်လေတည်ငြိမ်ပြီးစိတ်အတွေးတွေရှင်းလင်းလာပါမယ်ဒေါသစိုးရိမ်ကြောက်ရွံ့တာတွေတနေရာထွက်သွားရှောင်နေပါကိုလက်လှုပ်ရှားမှုလုပ်ပါစိတ်ဖိစီးလာတဲ့အခါခဏတာလမ်းလျှောက်ထွက်ခြင်းရုံးကန်တဲ့ဟိုလျှောက်ဒီလျှောက်လုပ်ခြင်းကခေါင်းထဲရှင်းလင်းပြီးစိတ်ကြည်သွားစေဖို့ထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်ကိုချော့ပါစိတ်ချမ်းသာစရာကိစ္စတွေကစိတ်ဖိစီးစေတဲ့အရာထက်ခန္ဓာကိုယ်အတွက်ပိုကောင်းတာကြောင့်ကိုအလိုလိုက်ပြီးချော့ပြီးပါဘယ်အရာမှစိတ်တိုင်းကြားဖြစ်မလာပါလူတိုင်းအကောင်းအဆိုးပါပဲကောင်းတာပဲတွေးပြီးပါမကောင်းတာကြုံခဲ့ရင်ဝကြွေးတစ်ခုစိုက်ရတယ်လို့မြင်ပါအားလက်ချိန်မှာကိုဝါသနာပါတဲ့အရာတွေလုပ်တာနှစ်သက်ရကစားနည်းသို့မဟုတ်လှုပ်ရှားမှုတွေမှာပါဝင်လှုပ်ဆောင်တာအနှိတ်ခံတာစတာတွေလုပ်ပြီးပျော်အောင်နေပါ